ဆရာမင်္ဂလာပါအာအေးရောက်လာပြန်ပြီပေါ့ဟုတ်တယ်ဆရာရောက်လာပြီကဲပြောဘာဖြစ်လဲဆရာဒီနေ့ဘာလုပ်နေရလဲဆရာဒီနေ့ကဘောင်ကူးမယ်ပေါ့လေအဲ့တော့မှရိုက်ဖို့တေးတစ်ခုရှိလို့ဘောင်ကူးမယ်ဘောင်ကလည်းတို့ကပြောလို့ရှိရင်ဒီမှာကာလာ3ရောင်ပေါ့ကာလာ3ရောင်ထက်တဲ့ဒီဇိုင်းလေးတစ်ခုပေါ့ကွာเนาะအဲ့ဒီကောင်လေးကိုငါတို့ကူးမှာပေါ့ကူးမှာဆိုတော့မင်းတို့ကဘာတွေသိကျင်တာလဲပြောသိကျင်တာရှိရင်ပြောပြမယ်ဆရာဘောင်ကူးမှာဆိုကျွန်တော်လည်းမသိစရာလေးရှိတော့မေးရမယ်ဆရာကြီးအဲ့ဒါဆိုရင်ကဲဟုတ်ပြီကဲဘာမေးမလဲမေးရတယ်ဒါဟိုပါပေါ့ကာလာက3ရောင်ပေါ့နော်ဟိုကာလာဒါဆိုဒါတို့1ရောင်2ရောင်3ရောင်ပေါ့ကွာနော်ဒီ3ရောင်ထုတ်ထားတယ်အဲ့3ရောင်ကိုပြောလို့ရှိရင်ဟိုတစ်ထက်သေးကြအောင်ပေါ့နော်တစ်ထက်သေးကြနိုင်အောင်ချိန်ရမယ်ပေါ့အဲ့တော့ဒီချိန်ရတဲ့ဟာလေးကိုပြောမှဆိုလို့ရှိရင်ဂယူးတစ်ဆိုင်နဲ့ချိန်ရတာပေါ့လေအဲ့ဒီအချိန်လေးတစ်ခုကတော့နော်အဲ့တော့ဒါကိုကြီးနေနေကလည်းပြောလို့ရှိရင်ဒီလုံနေရင်နဲ့မင်းတို့ကရှင်းပြသွားမယ်ဟုတ်ပြီလားနော်အဲ့တော့အရင်ဆုံးတို့တွေဒါဘောင်အလွတ်ကြီးပေါ့ကွာနော်ဒါဘောင်အလွတ်ကြီးနော်ဘာမှမပါတဲ့ဘောင်ဇာတက်ထားတယ်ဒီမှာဇာနော်ဇာတက်ထားတယ်ဆိုတော့ကိုတို့အခုဒီကောင်ကပြောရလို့ရှိရင်ဟိုဇာကိုဒါမတ်140ပေါ့နော်တချို့တဲ့ကြောင့်လည်းဒါ135လို့လည်းခေါ်ကြတယ်ဇာမတ်140သုံးတယ်ဘာကြောင့်သုံးသလဲဆိုလို့ရှိရင်ဒီမှာပြမယ်ဒီမှာတွေ့လားမစာလုံးလေးတွေတိတိလေးတွေပါတယ်မြင်မြင်လေးတွေတွေ့လားတွေ့ဟုတ်အဲ့စလုံးတိတိမြင်မြင်လေးတွေပါတာဖြစ်တဲ့အတွက်ရေဆေးရိုက်မယ်ပေါ့ကွာနော်ရာဘာဆေးရိုက်မယ်ရာဘာဆေးရိုက်မယ်ဆိုတဲ့အခါကျတော့ဒီလိုစလုံးတိတိမြင်မြင်လေးတွေပါတဲ့အတွက်တို့က1353ပေးတယ်ပေါ့နော်1353နဲ့ဒီလိုစလုံး size လောက်ဆိုလို့ရှိရင်တော့160လောက်အထိတကယ်တမ်းကျရင်တော့သုံးသင့်တာပေါ့နော်ဒါပေမဲ့ဟိုရိုက်တဲ့ပြုတ်တဲ့အခါမှာလည်းနည်းနည်းချောချောကျူကျူဖြစ်အောင်ဒါဇာကိုနည်းနည်းလေးချဲပေးထားတာပေါ့135တယ်ဆိုတော့ဇာကကြတော့သူကဇာစိတ်လေးလေးစေးကြနဲလေးလေးပြောလို့ရှင်စေးကြဖို့နည်းနည်းလေးခက်တာပေါ့ဇာစိတ်လို့ရှင်ဒါပေမဲ့အားသာချက်ကဘာဖြစ်သွားလဲဆိုရင်ဒီစလုံးရဲ့အနာသက်တွေဟလာစလုံးရဲ့ဟိုပြောမယ်ဆိုလို့ရှိရင်ဒီ shape လေးတွေကပြက်ပြက်သားသားနဲ့တိတိကျကျထွက်တယ်ပြောမယ်ဆိုလို့ရှိရင်ပုံထွက်ကောင်းတယ်ပေါ့ကွာနော်ဒါပေမဲ့ပုံထွက်ကောင်းတယ်စေးရိုက်တဲ့အခါကျရင်တော့ပြောလို့ရှိရင်စေးကနည်းနည်းလေးကြတာနဲတယ်နဲတယ်ဆိုတော့တို့ကတော့ပြောလို့ရှိရင်ဒါဒီစလုံး size ဆိုရင်တော့140ကတော့အတော်ပါပဲပြောလို့ရှိရင်တော့နော်အဲ့တော့ဇာ140သုံးထားတယ်ဇာ140သုံးပြီးတော့ဒီကောင်ကိုဘောင်ကူးမယ်ပေါ့နော်အဲ့တော့ဒီမှာကော်ကတော့ဒါဖြော်ထားပြီးသားဖြော်ထားပြီးသားဒါကကော်ပြာပဲနော်အားလုံးဟုတ်ဆရာသိကြပါတယ်ဒါမင်းတို့လည်းသိမှာပါနော်အဲ့တော့ကော်ပြာကိုမှာကုတ်တာနဲ့အကိုတို့တွေကူးမယ်ပေါ့နော်ဆရာဟေးဘာမသိရတခုလောက်ရှိလို့ဆရာအေးပြောကျွန်တော်လည်းဘောင်ကူးရပေါ့နော်ဘောင်ကူးရဲ့အချိန်မှာကျွန်တော်ကကြတော့ကော်ဆွဲနေရမှာစတီးပြားကြီးပဲသုံးနေဆရာကြတဲ့ဘာခေါ်မလဲဘယ်လိုခေါ်မလဲသူကဒါကစတီးပြားနဲ့လည်းဟိုဆွဲလို့မရဘူးလားတော့မဟုတ်ဘူးစတီးပြားနဲ့လည်းရတယ်ပြောရလို့ရှိရင်လေစတီးပြားနဲ့လည်းရတယ်ဒါပေမဲ့ဟိုပါပေါ့ဘယ်လိုခေါ်မလဲဆိုတော့တို့ကြတော့ဘောင်ကြီးသုံးတာများတယ်ဘောင်ကြီးသုံးတာများတဲ့အခါကျတော့ဒီကုတ်တာကပို့အဆင်ပြေတယ်အဓိကတော့မြန်တယ်ပေါ့နော်မကြီးကိုပြမယ်တစ်ချက်ပဲဒီကောင်းရဲ့သဘောတရားကဆိုတော့ကိုတို့ဘောင်ဆွဲပြီးဆိုလို့ရှိရင်ပြောမှဆိုရင်အပြင်เนาะဒီဘောင်ရဲ့အပြင်ဘက်ကနေစပြီးတော့ဆွဲမယ်ပေါ့เนาะဆွဲမယ်ဒါကိုတို့ဒီမှာမာကင်ပေးထားတဲ့ခေါက်တွေစကရူတွေရှိတယ်ပေါ့เนาะအဲ့တော့ဒီကောင်တွေဘက်ကနေကတ်ပြီးတော့ဆွဲမယ်အဲ့တော့စတီးပြားနဲ့ဆွဲတာကောင်းတာလားဒီကုတ်တာနဲ့ဆွဲတာကောင်းတာလားဆိုတဲ့ဟာအကိုပြမယ်ကဲကုတ်တာနဲ့ဆွဲလိုက်ပြီဆိုရင်မှာနော်အပြင်တစ်ချက်ဟုတ်ဆရာအတွင်းတစ်ချက်ဟုတ်ပြီလားဟုတ်ဆရာနောက်ပြီးရင်ဒါလေးကကော်နည်းနည်းပြန်ပြီးသိမ်းတာပေါ့နော်ကော်ရှန်နေတာတို့စီးနေတာတို့ဖြစ်မှာဆိုလို့ကဲရပြီ၄ချက်ပဲဆွဲတယ်ဟုတ်နော်၄ချက်ပဲဆွဲတယ်မင်းတို့အဲ့ဒီမှာစတီးပြားနဲ့ဆွဲပြီးဆိုဘာဖြစ်မလဲစတီးပြားနဲ့ဆိုရင်ကြားတယ်ဆရာချက်ပေါင်းများစွာဆွဲရတယ်သူ့ကိုညီအောင်ပေါ့နော်ကျွန်တော်မညီအောင်ညှိနေတာအရန်ဟိုဖြစ်တယ်ဟုတ်တယ်ဆရာကတော့အခု၄ချက်တည်းဆိုအရန်မြန်တယ်ဆရာအဲ့ဒါတော့ဟုတ်တယ်အဲ့ဒီစတီးပြားနဲ့ဆွဲတဲ့နီးစနစ်ကတော့ပြောရရင်တော့ဟိုတို့အရင်တော့ကဆရာကြီးတွေပေါ့ကွာပြောမှဆိုဒီဗမာပြည်ကိုဒီလိုကုတ်တာတွေဘာတွေလဲကောင်းကောင်းမွန်မွန်မရောက်လာသေးတဲ့အချိန်ပေါ့လေနော်ဒါလွန်ခဲ့တဲ့နှစ်3-40လောက်ကဆရာကြီးတွေသုံးခဲ့တဲ့နီးစနစ်ပဲသူတို့ကတော့ဒီလိုကုတ်ဟိုစတီးပြားရမဟုတ်ဘူး
ဟိုအပြာ4000အပြာဘာဖြစ်ဖြစ်သူတို့အကုန်သုံးတယ်အဲ့ဒါလေးကိုကော်လေးကိုလိုလောင်းပြီးတော့လို့အကုန်လုံးလည်းအရင်တော့သုံးပါတယ်ပြောရလို့ရှိရင်တော့အရင်တော့သုံးတယ်ဒါပေမဲ့ဟိုကွာချားတယ်လေအချိန်လည်းမြန်တယ်နောက်ချက်တမကြီးကော်ရဲ့ညီညာမှုဒီမှာကြည့်တွေ့လား အော်ဟုတ် ညီပြီးချောနေတာတွေ့လား ဟုတ်တယ်ဟုတ်တယ် တွေ့လား ဟုတ်တယ် နော်လိုင်းစင်းတွေလှိုင်းတွေဘာမှမရှိ ရှိ ဘူး ရောဟုတ်တယ် နော်အဲ့တော့ဟိုငါတို့ဘယ်လိုခေါ်မလဲကိုယ့်အတွက်လည်းအဆင်ပြေတယ်ကိုယ်လည်းသုံးရတာလွယ်တယ်အချိန်လည်းမြန်တယ်ဆိုအဖက်ဖက်ကအားသာချက်ကကောင်းနေပြီဆိုတော့ငါတို့ဒါပဲသုံးတော့မှာပေါ့ဘာဖြစ်လို့ဟိုအလုံးရှုပ်ခံပြီးစိတ်ညစ်ခံပြီးကြာကြီးလို့မပြီးတော့ဒီ immersion ကဒါ immersion ခေါ်တယ်ကော်ဆိုပေမဲ့လေနော်တို့ဗမာပြည်မှာတော့ကော်ပြာတို့ကော်နီတို့ဘာညာကွိကွာကွာအကုန်လျှောက်ခေါ်တာပေါ့အယောင်ရှိမြ အော် တကယ်တော့ဒါ photo immersion လို့ခေါ်တယ် photo immersion က